OUT အောက်နဲ့စတဲ့အင်္ဂလိပ်စကားလုံးတွေကိုကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်တဲ့အခါမှာဘယ်သူကပိုပြီးတာတယ်ဆိုတော့ဖော်ပြဖို့အတွက်သုံးကြတယ်ဆိုတော့အဲ့ဒီဥပမာလေးတွေကိုကျွန်တော်တို့ကြည့်လိုက်ရအောင်အဲ့တော့ပထမဆုံးစကားလုံးက outsmart အဲ့တော့ smart ဆိုတာတော်သည် outsmart ဆိုပိုတော်တယ်နော်အဲ့တော့ပိုပြီးလိမ္မာပါနဲ့တယ်အဲ့တော့အမှုတစ်ခုရှိတယ်ပေါ့နော်ဒီမှာစုံတော့ရှိတယ်ရာဇဝတ်သားရှိတယ်အဲ့တော့စုံတော့ကရာဇဝတ်မှုကျူးလွန်နေသူတွေပိုတော်တဲ့အတွက်ကြောင့်သူ့ကိုဖမ်းဆီးနိုင်တယ်နော်အဲ့ဒါဆိုရင် the detective outsmarted the criminal ဒုတိယစကားလုံးက outperform အဲ့တော့ perform ဆိုတာကိုလုပ်ရမယ့်အလုပ်ကိုလုပ်တာ outperform ဆိုတော့အဲ့ဒီအလုပ်ကိုပိုပြီးကောင်းအောင်လုပ်ဆောင်နိုင်တော့ outperform ပေါ့နော်အဲ့တော့ကျောင်းသူတစ်ယောက်ကသူ့ရဲ့ classmate တွေတဲ့စာပိုတော်တယ်ပေါ့နော်စာမွေးမှာပိုပြီးကောင်းကောင်းဖြေနိုင်တယ်ဆိုလို့ရှိရင် she consistently outperforms her classmates သူကအမြဲတမ်းသူ့ရဲ့ classmate တွေတဲ့ပိုပြီးတော့တော်နေတယ်တာနေတယ်ပေါ့နော်နောက်တတိယတစ်ခုက outclass ကြတော့ခုနလိုပဲ class ကအဆင့်တန်းတစ်ခုကိုပြောတာ outclass ဆိုတော့သူကအပြတ်တက်တာလို့ပြောတာအဆင့်တန်းကိုမတူတော့ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့အားစားပွဲတွေမှာအများဖြင့်သုံးတယ်ကျွန်တော်တို့ဥပမာဘာစီလိုနာအသင်းရှိတယ်ဆိုပါစို့ဒီဘက်က Newcastle အသင်းသူတို့နှစ်သင်းကစားလိုက်တော့ 4-0 ဖြစ်သွားတာဒါဥပမာပေးတာเนาะတကယ်မဟုတ်ပါဘူးအဲ့တော့ဒါလည်းကိစ္စမျိုးဆိုလို့ရှိရင် Barcelona outclass Newcastle ပေါ့เนาะဒါမှမဟုတ် Barcelona outclass their opponents နောက်တစ်ခုက outlast က last ကရှိခံတယ်ပေါ့เนาะတက်တန်းပေါ့အဲ့တော့ outlast ကပိုပြီးတက်တန်းရှိတယ်ပိုပြီးရေရှည်ခံတယ်ဆိုတော့အဲ့တော့ battery ကိုတစ်လုံးအသစ်ဝယ်လာတယ်ဆိုလို့ရှိရင် this battery will outlast the old one battery ဟောင်းတဲ့ဒီ battery ကတက်တန်းပိုပြီးကြာရှည်ခံမယ်နောက်တစ်ခုက outnumber number ကအရေအတွက် outnumber ကအရေအတွက်တာလွန်တာအဲ့တော့ကိစ္စတစ်ခုမှာပေါ့နော်မရဲက2ယောက်ပဲရှိမယ်လူတို့က4ယောက်ရှိတယ်ဆိုလို့ရှိရင် the criminals outnumber the police ဆိုတော့ဒီလူဆိုးကရဲထက်ပိုများနေတယ်လို့ပြောတာဖြစ်တယ်ဒါ out နဲ့စတဲ့စကလုံးတွေကတချို့ပေါ့နော်နောက်ထပ်ရှိပါသေးတယ်ထပ်ပြီးလေ့လာဖို့လုပ်ရတယ်